ကဲဒီနေ့မှာတော့ပန်နာတို့လည်းဘာစိတ်ကိုရလို့ရသွားမယ်လဲကိုမသိလိုက်ဘူးဒိုင်မွန်9300ကျော်ထည့်ပြီးတော့အခုလောလောဆယ်ကော်လက်တာစကင် e-bike ကြီးကလာနေတာဆိုတော့သွားဖောက်ဖို့ဆုံးဖြတ်လိုက်တယ်အစားတော့ဒီပို့ဟန်ကူပါတကောင်မဲယူမလို့ဒါပေမဲ့ဖလိုရန်ကြီးကလည်းလှတယ်လိအဲ့တော့ဆုံးမရှိတဲ့အတူတူတော့ကိုလည်းသိရမလားနောက်ပိုင်းစော်လေးပါလေးရလာခဲ့ရေပေါ့နော်အဲ့လိုစော်လေးပါလေးရလာခဲ့ဖလိုရန်ကော်လက်တာလေးနဲ့အဲ့လိုရှိပါစော်လေးရှိမှလည်းကျွေးစင်းဝအောင်လုံးပြမလို့အဲ့တော့ဖောက်မယ်ဆိုနှစ်ခုလုံးဖောက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်နနကော်လက်တာတော့ရှိပြီးသားထားလိုက်တော့အဲ့တော့ဒီပို့ဟန်ကူပါကော်လက်တာကိုကျွန်တော်ကဖောက်လို့ရှိရင်ဗျာဒီကသူများကြီးလို့အရာသာခံပြီးတော့တည်မလားဟို draw တွေလဲ animation တွေကြည့်အဲ့ဒီမျိုးမဖောက်တတ်ဘူးမဖောက်တော့ဆိုတာဗျာဒီလားအဲ့လိုမျိုးလဲလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒိုင်မွန်ဘလောက်ကုန်သွားလဲဆိုတော့ငါဒိုင်မွန်လေးတွေနှမျောစရာကြီးဆိုပြီးရင်းထဲမှာဟာတတာကြီးဖြစ်နေလိမ့်မယ်ဗျာဒီလားအဲ့တော့ကျွန်တော်ကမကြည့်ဘူးတောက်လျှောက်လင်းနဲ့ခလုတ်တာအကုန်နေစကင်ရတော့မှရက်တယ်အဲ့တော့ဒိုင်မွန်ကအပြည့်ဖြေလာအဲ့တော့ဘလောက်ကုန်မလဲဘာဖြစ်သွားမလဲညာဖြစ်သွားမလဲဘာမှတွေးဖို့နေကြမလို့ကောင်းကြီးကိုအဆင်ပြေနော်အခုလောလောဆယ်ကတော့ပို့ကိုပါကော်လာတာလေးတော့ရသွားခဲ့ပြီကောင်းကြီးโอเคအဆင်ပြေမပြီးသေးဘူးနော်ဒါနဲ့လည်းမပြီးသေးဘူးထပ်ဖောက်အောင်မှာโอเคနော် screenshot လေးရိုက်ယူထားလိုက်မယ်โอเคနောက်တစ်ခေါက်အနေနဲ့ကတော့ဘာဖောက်သွားမလဲဆိုလို့ရှိရင်တော့ခဏနေဒီမှာ floran ဖောက်ရမယ်နင်းโอเค floran ဖောက်မယ်နော်နနကော်လာတာငါရှိမှမရှိသေးဘူးကွာထားလိုက်တော့နနမပေါက်တော့ floran ပဲပေါက်မှာကွာနော်အတစ်ထွက်လာတာဆိုအတစ်ထွက်တဲ့ကောင်ပဲဖောက်တော့ကဲအဲ့တော့မကြည့်တော့ဘူးဘာပဲပြောနှိပ်ချင်တဲ့ခလုတ်ကိုနှိပ်အမနောက်ထပ်ဒိုင်မွန်သုံးမယ်ဆိုတော့ခလုတ်ကိုပဲနှိပ်မယ်ပြသေးလား animation နဲ့သုံးဟာငါဒီ skin ရပါတော့မလားနောက်ထပ်ဘယ်နဲ့ draw လောက်ဆိုလို့ရှိရင်ရလောက်မှာလဲဆိုပြီးတော့စဉ်းစားရင်တွေးပူနေဒါရလုံးဝအဆင်မပြေဘူးအဲ့တော့ညလုံးသာမှိတ်ပြီးတော့ဖောက်ကျွန်တော်တကယ်ပြောတာနော်ပရာဒါတို့လည်းမယုံမရှိနဲ့ live ဖောက်ကြည့်ဒိုင်မွန်1000လောက်ထည့်လိုက်ပေါ့ဒိုင်မွန်1000လောက်ထည့်မယ်ဆိုလို့ရှိရင်ပြောမှာပေါ့ဗျာမင်းက YouTuber လုံးနေတော့ဒိုင်မွန်ကြီးရှိမှာပေါ့ပါပေါ့ညာပေါ့ငါတို့ကဘယ်လိုလုပ်ဒိုင်မွန်မထည့်နိုင်ဘူးဒိုင်မွန်ထည့်လို့ရလစ်ဝက်ချက်ပြောဗျာပရာဒါတကယ်လို့ယောက်ျားလေးဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့နည်းနဲ့လေးတိုင်းလုပ်လိုက်လက်ဥလေးပတ်ပေါက်လိုက်အဲ့ဒါဆိုလို့ရှိရင်ဖောက်လို့ရပြီโอเคအစစ်ပြေရတော့โอเคအစစ်ပြေတော့ဒါဘယ်သူမှချက်မပြောပြနဲ့နော်ဒါဒီဗီဒီယိုကြည့်သွားရင်ကိုယ့်ဘာသာကိုတယောက်တည်းဟိုဖြစ်ပန်နာတို့တော့အနီလန်းနဲ့ပဲအခုဒိုင်မွန်1000ကျော်သားထည့်ပြီးတော့အခုပေါက်နေတာโอเคအစစ်ပြေတယ်တိတ်စကားတွေအများကြီးမပြောတော့ရော့အမနောက်ဆုံးတစ်ချက်ပေါက်သွားပြီလေနော်ပေါက်သွားပြီမပေါက်လို့မရဘူးအဓိကပန်နာတို့ပြောချင်တယ်အဲ့ဒါနော်ပန်နာတို့ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ဘယ်စကရင်မဲဖောက်ဘာကြီးပဲဖောက်နော်ဘာမှမကြည့်နဲ့ဒိုင်မွန်ကိုလည်းမကြည့်နဲ့ပြီးတော့ draw ဘက်နဲ့ချိန်ရှိသွားပြီလဲဆိုတော့လည်းမကြည့်နဲ့နော်နောက်ဆုံးဖောက်ပြီးသွားတော့မှငါဒီလောက်ဒိုင်မွန်ကုန်သွားပါလားဆိုပြီးတော့ပဲတတ်မှတ်လိုက်နော်မကြည့်နဲ့ကြည့်လို့ရှိရင်တော့အဲ့ဒါပရာဒါတို့ဟာငါဒိုင်မွန်လေးတွေကုန်တော့မှဟာဒါဆိုတော့ဘလောက်ဖို့ရှိသွားပြီဒါဘာဆိုတော့ဘလောက်ကုန်တော့မှဆိုပြီးကြောက်နေရလိမ့်မယ်ကြောက်နေရစိတ်ပူပင်တော့ကရောက်နေရလိမ့်မယ်ပေါ့နော်ပြောမယ်ဆိုမိုဘိုင်းနဲ့ကျင်းရဒီဗဒဲထဲမှာနေစိတ်ပူပင်တော့ကပေးရတာအာမရလို့even နေနဲ့ပါစိတ်ဒုက္ခပေးတာပေါ့နော်ကဲမထားပါတော့အခုလောလောဆယ်ရတော့အတစ်ထွက်လာတဲ့ floran ကော်လက်တာလေးနဲ့floran ကို run မှာသွားကြရအောင်လဲသိရမလားမင်းယောက်ျားကြီးဖြစ်ပြီးတော့ဒီစကင်ကော်လက်တာစကင်ကြရင်မင်းကလေးမင်းမလို့မင်းမရကြီးလုံနေဘာညာတရကာဆိုပြီးပြောမိကောင်တွေကရှိတယ်အဲ့တော့ဘဝတာကို tutorial ထဲမှာပဲအဲ့လိုသိရမလားbasically animation effect လေးဘလောက်လာလဲဆိုအဲ့လိုစမ်းတယ်တကယ်တော့ပြောမယ်ဆိုfloran ဖောက်လိုက်ရဆိုဗျာရှင်းပြောရမယ်ဆိုရှင်းပြောရတာအနေတော်ကီပြစ်နေနော်တော်ကီပြစ်နေတခြားနာရှင်းပြောရမယ်ဆိုလို့ရှိရင် tutorial ကွင်းထဲမှာအဲ့လိုမျိုးစမ်းကျင်လို့ကော်လာတာဖောက်တာ okay နော် okay ရနော် okay အစင်းပြနော် tutorial ကွင်းထဲမှာအခုလိုမျိုးလေးဒီမှာတခြားကြည့်အမဘောလေးချလိုက်အောင်နင်းရောအမဘောကောင်ချအခုလိုမျိုးလေးစမ်းကျင်လို့ဖောက်တာ okay အစင်းပြနော်မှတ်တာနော် okay စတာပါကြော်ဒီနေ့အဖြစ်ထွက်လာတဲ့ဒီကော်လာတာစကင်လေးကိုပေါက်ပြရင်လည်းဗောနော်ပရာဒါတို့ကေဝေးအကြောင်းလေးလာပြောတာပါကျွန်တော်ရဲ့ channel က subscriber 2k ပြည့်ကနေနေပြတယ်လားအဲ့တော့ subscribe လေးရတယောက်တစ်ချက်လေးဖတ်ဆိုနှိပ်ခဲ့လိုက်ကြပရာဒါတို့ subscribe နှိပ်ခဲ့ပြီဆိုတာလေ subscriber 2k ပြန်ဝင်ကြောင်းနေနဲ့ starlight ကလေးဗာလေးညာလေးတရကာလေးဗောနော်diamond လေးတွေ starlight ကလေးတွေကေဝေးပေးသားဖို့ရှိပါတယ်ဆိုတော့ပန်နာတို့ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ကြည့်ပြီးကြလို့ပရာဒါအားလုံးကျေးဇူးများတင်ပါတယ် subscribe လေးလုံးဝနှိပ်ခဲ့ဖို့မမေ့နဲ့နော်ကောင်းကြီးအဲ့အရေးကြီးတယ်